ခင်ပေါ့နော်ကျွန်တော်အမကြီးမတ်ဆန်နေနဲ့ကျွန်တော်မိသားစုတွေခီးထွက်တယ်ခီးထွက်တော့ဒနုယူခန္ဓာရောက်တယ်ဒနုယူမျိုးပေါ့နော်ပြီးတော့ဟင်္ဒရာသွားတယ်ဇလွန်သွားတယ်အဲ့ဒီမှာကျွန်တော်ကအစတော့ဒီတိုင်းပဲပေါ့ဟိုရိုက်ပြောမှတ်တမ်းတင်မှုကျွန်တော်အစီအစဉ်မရှိဘူးဒါပေမဲ့ဒနုပြူခန္ဓာကိုရောက်သွားတဲ့အချိန်မှာကျတော့ဒီတမိုင်းကြောင်းပေါ့နော်တမိုင်းကြောင်းနဲ့ဒီဟိုးရှေခေကဒီလိုအစင်လာတွေကိုမြင်လိုက်တော့ကျွန်တော်မနေနိုင်တော့ပဲနဲ့ vlog လေးလုပ်ဖို့စိတ်ကူးရလိုက်လို့ပါဒနုပြူခန္ဓာအကြောင်းပေါ့နော်ကျွန်တော်ရှင်းပြမယ်အခုခန္ဓာကတဲ့ကျွန်တော်မြန်မာတမိုင်းမှာအလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ခဲ့တာဗျသူကအင်္ဂလိပ်မြန်မာစစ်ပွဲပေါ့နော်1824ခုနှစ်နဲ့1826ခုနှစ်အတွင်းနှစ်နှစ်ပေါ့နော်မြန်မာတပ်မတော်ရဲ့ရေစွမ်းတတိကိုပြသခဲ့တဲ့တိုက်ပွဲဖြစ်ပွားရာနေရာတစ်ခုဖြစ်တယ်တဲ့သူရှိတဲ့ဒနုပြူဒီခန္ဓာရှိတဲ့နေရာတော့ဒနုပြူမြို့နယ်ပေါ့နော်တိုင်းပြည်နယ်ဆိုရင်တော့ AR တိုင်းဒေသကြီးပေါ့နော်သူအဲ့အနီးနားမှာသူက AR မြေကမ်းနားမှာရှိတယ်အဲ့ဒနုပြူခန္ဓာသူတို့အဲ့ဒီခေတ်တော့ပေါ့နော်အဲ့ဒီကျန်ခဲ့တဲ့ကျွန်တော်တို့1824 26တော့ပေါ့နော်သူတို့အချက်ချကြတဲ့ဒီစစ်ရေးအချက်ချကြတဲ့နေရာတစ်ခုဖြစ်တယ်တဲ့ဒီအထင်ကြီးပုဂ္ဂိုလ်အနေနဲ့ကတော့သူစစ်တေနာပတိကဒီဒနုပြူခန္ဓာကိုဥဆောင်တဲ့စစ်တေနာပတိကမဟာဗန္ဓုလသူကပြောမှဆိုရှင်မြမဟိုဒီပေါ့နော်ဒီမှာစစ်သူကြီးဖြစ်ပြီးတော့သူရတတိနဲ့ပြည်သုံးတယ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကတော့သူကဒီကျွန်တော်တို့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းပေါ့နော်အဲဒီဟာ AD 1825ခုနှစ်မတ်လမှာကြီးကျယ်ဖြစ်ခဲ့ March မှာပေါ့နော်ဟုတ်တော့ဒီ British တပ်တွေကသူရေချောင်းကုန်းချောင်းနှစ်ခုလုံးသွားမလို့လေမာကြီးတော့ဝိုင်းတိုက်ကြဟာဘလူလာနဲ့ဟောဟာဘလူလာအုပ်ကူနေတာဒါလည်းပဲအုပ်ကူနေဒါအုပ်ကူလားဒါအမှန်ဒါကြီးကမြို့ရိုးကြီးတဲ့မြို့ရိုးကြီးပါမှာအခုရှောက်လန်းလောက်လိုက်တာဟောခန္ဓာရဲ့အရေးပါမှုရဆိုလို့ရှိရင်တော့ဒီဒနုပြူခန္ဓာကတော့တစ်လုံးဒီပေါ့နော်တစ်လုံးကြီးမြေကြီးတွေနဲ့တော့ခိုင်ခန့်စွာတိဆောက်ထားတယ်မြေကြောင်းအကာအကွယ်ပေးတဲ့မဟာဖြူဟာကြတဲ့ခန္ဓာတစ်ခုဖြစ်တယ်တဲ့တော့ဒီပေါ့မဟာဗန္ဓုလအကြဆုံးခြင်းဒါရုပ်ကြီးစက်တာပေါ့နော်ဒါကတော့သူ့ရဲ့ဒီဟာမစာလေးရှိတယ်ဒါသူ့ရဲ့အောက်မှာဒီအောက်မှာတကယ်သူ့ရဲ့ရုပ်လောင်းရှိတယ်ဒီအောက်မှာတကယ်ရှိတယ်ရှိဒါဗန္ဓုလဒါဒီကဖုံကြီးပြထားတာလေဒီအောက်မှာတကယ်သူ့ရုပ်လောင်းရှိတယ်ဟောဒါအုပ်ကူပေါ့ဒါရင်တော့ဒါမျိုးရိုးကြီးပေါ့အဲ့ဒါအခုလမ်းလူတွေရှောက်လို့ရအောင်ဒီလိုမျိုးလုပ်လိုက်တာဒီလိုမျိုးပေါ့ဒီဒနုပြူတိုက်ပွဲပေါ့နော်ဒီအထူးခြားဆုံးနဲ့ဒနုပြူတိုက်ပွဲမှာအထူးခြားဆုံးနဲ့အရေးကြီးဆုံးဖြစ်ပျက်ခါတော့သူကဒီစစ်တေနာပတိမဟာဗန္ဓုလကြာခဲ့တာပေါ့1825 April 1ရက်မှာဒီ British ရဲ့ဟိုပေါ့ဒီသူရေးတာတော့အမြောက်ဆန်ပေါ့နော်အဲ့လိုမျိုးထိပတ်ပြီးတော့ကြာရှုံးခဲ့တယ်ခန္ဓာကိုဟိုဘာဗန္ဓုလလည်းကြာသွားတော့ဆက်ပြီးတော့ခုခံနိုင်မှာမရှိတော့ဘဲနဲ့စီရေးရအရေးနေခဲ့တယ်အခုဒီယနေ့အချိန်မှာတော့ပေါ့နော်ဒီဒနုပြူလက်ရှိအချိန်မှာတော့ဒနုပြူခန္ဓာဟောင်းနေရတမိုင်းဝင်ငွေနဲ့တစ်ခုဖြစ်ပြီးတော့ဒီလိုမျိုးပေါ့နော်ထိမ့်သိမ်းစောင့်ရှောက်ထားတာဒနုပြူခန္ဓာကဘာကြော်တယ်ကဘာကြော်ပါပြီလေကြိုက်ပေးမယ်အကုန်ဒီပုံပါတဲ့ဟာထည့်လိုက်ပါပါပေါ့ဒီမှာဘောတော့မလေးတယောက်ချင်းဒီဟိုတယောက်ချင်းဒီမှာမာကြီးsorry မာကြီးကြော်ထည့်ပြီးကလပ်ပြရိုက်ပြီးဟာရှိ
要的水养看喽，水养看。ကျွန်တော်တို့ဒီဇလွန်ပြည်တော်ပန်ဖျားကြီးပေါ့နော်ဇလွန်ပြည်တော်ပန်ဖျားကြီးရဲ့သမိုင်းအတူတူပေါ့ကျွန်တော်ပြောပြသေးကျွန်တော်ဇလွန်ဖျားကြီးကကောင်းမောင်ခင်နှောင်းပိုင်းပေါ့အထူးသဖြင့်အင်္ဂလိပ်မြန်မာစစ်ပွဲများနဲ့သူကဆက်ပြီးတော့ထင်ရှားကြော်ကြခဲ့တာပထမတစ်ချက်အနေနဲ့ကျွန်တော်ဒီဇလွန်ပြည်တော်ပန်ဖျားကြီးကဖျက်ဆီးတာကိုခံခဲ့ရတယ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ1852လောက်မှာဒီကျွန်တော်ဒီ British အဖွဲ့တွေကဒီကျွန်တော်တို့ရဲ့ရှင်ကြီးမှုနဲ့ပေါ့နော်ဘာသာရေးစောက်အောင်နေသူတို့ကဟုတ်တာပေါ့ဘယ်လိုပြောမလဲဖြတ်သီးခဲ့ရပေါ့နော်အဲ့ဇလုံးမျိုးမှာရှိတဲ့ရုပ်ပွားတော့လေသူကဟိုပြောမယ်ဆိုလို့ရှိရင်ပြကျွန်တော်တို့ဟိုတပိုင်းချင်းစီပေါ့နော်ဖြတ်တောက်ခဲ့ရပေါ့နော်အဲ့လိုမျိုးသမိုင်းမှတ်တမ်းတွေကဆိုတာကိုပြန်ပြောတာပါဆိုတော့ဒီကဲတင်ချင်းပေါ့နော်ကျွန်တော်ဒီမြို့သူမြို့သားတွေကဒီညောင်မင်းကြီးအောက်မှာရှိနေတယ်လို့စိတ်စိတ်မောဖြစ်နေတဲ့ရုပ်ပွားတော့အစိတ်ပိုင်းတွေကျွန်တော်တို့ပြန်စုပြီးတော့မြို့တွင်ကိုပြန်လဲပင့်ဆောင်ခဲ့ကြတယ်အဲ့ဒီအတွက်ကြောင့်ဒီရုပ်ပွားတော့ပြန်လဲပေါ့နော်ပြုပြင်ပြီးကိုးကွယ်ခဲ့ကြတာဒီကျွန်တော်ဒီသူတို့လက်ကနေပြီးတော့ကဲတင်မြို့ရဲဆိုပြန်လဲပင့်ဆောင်ခဲ့ရတဲ့အတွက်ကြောင့်သူကပြည်တော်ပြန်ဖျားကြီးလို့ပွဲတော်ကတ်လူခဲ့တာကျွန်တော်ဒီဖျားကြီးရဲ့ထူးခြားချက်ကလက်ရှိအချိန်ထိပေါ့တန်ရာတန်ချက်တွေရှိနေတယ်နော်ပေါ့အဲ့ဒီဟာပေါ့နောက်ကျွန်တော်တို့ရဲ့ဒီဘာသာတရားပေါ်တဝင်ယုံကြည်တာနဲ့ဒီပြန်လဲကဲတင်ခဲ့တာနဲ့ရှိညွှန်းပြီးတော့မှပြည်တော်ပြန်ဖျားကြီးလို့ပြောတာပါဒါတော့အတူတူပေါ့နော်မိုင်ဟင်းသရမှာတဆူလဲလားဒီမုံဖျားတွေအများကြီးရှိတယ်ဒီဖျားသမိုင်းလဲကြည့်ရတယ်မသိလို့ဒီကြားရတယ်သူကအရန်လာတယ်တောင်းနေကြမှာသွားကြည့်မယ်ဒါပြည်လုံးချမ်းသာဥပါရဲ့စီရီရဲ့နောက်ကရှုပ်လန်းတာ哇啥？不地个吧嘛。都熬开了，水饺的快点，沙拉不地饺的，水饺的快。